မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ N3 ကဒီ emoji ခွဲပဲလို့ပြပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်လည်းဒီလိုလေ့လာကြည့်ကြအောင်နော်အခြေခံကြည့်ချင်းမယ်すみません弟がこれを割ってしまいましたနော်ကျွန်တော်ညီလေးကဒါကိုခွဲပြလိုက်မိတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ what တဲ့လို့ပြောတဲ့ဖြစ်ဒီပါပြတ်မှာလဲဆိုရင်ဆမ်မန်ဖြစ်မယ်ရအောင်နော်အဲ့တော့နေပါအောင်သွားချင်မယ် piano คีย์ခါရနာလိုက်တာပေါ့နော် piano ကို basis ကနေပြီးတော့လေ့လာခြင်းနဲ့အခြေခံနဲ့သင်ယူခြင်းနဲ့လို့ပြောချင်တာ key ကကြတော့အခြေခံပေါ့နော် key 1ပေါ့နော်အခြေခံအုံရဲ့နော်ဒါ foundation နဲ့ပြောလို့ရတယ်ဒါကြောင့်ဟောကတော့ကျွန်တော်သိတာ key 1ဖြစ်တဲ့ဖြစ်ဒီပါပြတ်မှာလဲဆိုတော့ဆမ်မန်ဖြစ်မယ်ရအောင်နော်အဲ့တော့နောက်တစ်ခုဆမ်မန်ဆက်သွားခြင်းမယ်ခါတော့ရောကိုနေ အိတ်ခရာဆိုင်တာအဲ့ကိုကျတော့ဘေးမှာထားပေးပါလို့ပြောချင်တာရောကိုလို့ပြောတဲ့အဖြစ်ဒီပါပြတ်မှာလဲအချီပန်ဖြစ်မယ်ရအောင်နော်ရောမဲအောင်ကြည့်ကြအောင်この仕事は今日が最初ですရအောင်နော်ဒီလောက်ကဒီနေ့နော်အစတင်မှာဖြစ်တယ်ဒီနေ့အစဖြစ်တယ်ပေါ့နော်အဲ့ဆို side shot ဖြစ်တဲ့အဖြစ်ဒီပါပြတ်မှာလဲအချီပန်ဖြစ်မယ်ရှေ့က side ဒီမို့တော့အကောင်းဆုံးဆိုတော့နော်ဒီနေရာမှာသုံးတယ် show ကကြဟချီမေပေါ့နော်အဲ့ဆိုခေါ်ပါကြည့်ကြည့်မယ်昨日山田さん日本を開始ましたဒီနေ့မှာဗာပြန်နေထောင်နေတဲ့အတွက်ကျွန်တော်တို့ကခန်းကြီးလေးပဲကြည့်ရအောင်နော်開始ましたလို့ပြောတဲ့ဖြစ်ဒီဗာပြန်မှာလဲရွာမှန်ဖြစ်မယ်ရအောင်နော်အဲ့တော့ကိုယ်ကကြည့်ကြည့်မယ်この包丁は使いやすいဒီဒါဘာလဲမှာတော့အသုံးပြရလဲမိဖို့ကြောင့်သုံးတာပေါ့နော်အသားလေးနဲ့ဒီဒါဘာလဲမှာတော့အသုံးပြရလွယ်ကူပါတယ်တဲ့အဲ့ဒါဟိုချိုးလို့ဖြစ်တဲ့အတွက်အဖြစ်လေးဘာဖြစ်မှာဆိုနေမှန်ဖြစ်မယ်ရနော်ဟိုဒီဘာလဲမှာဆွဆွမှုဆိုတဲ့ရစ်ပတ်တာထုတ်ပို့တဲ့ခန်းကြီးရနော်နောက်ကချိုးကကျတင်းနေတို့နေရာမှာတုံးနေလေတင်းနေခဲရင်ကျတဲ့ပုံစံမှာလေတုံးနေခန်းကြီးလေးပေါ့နော်အဲ့ဒါဟိုချိုးဖြစ်တဲ့အတွက်အဖြစ်လေးဘာဖြစ်မှာလဲနေမှန်ဖြစ်မယ်ရနော်အဲ့တော့နာနာပန်ကြည့်ကြည့်မယ်တက်ကီတိုနာယာလီခါကဟိုရှေ့တဲ့ခလာဆိုင်ရနော်တင့်တော်တဲ့နော်လုံမလုံလေးကိုပြပြပေးပါလို့ပြောချင်တာအဲ့ဒါတက်ခီယာတင့်တော်တော့ပေါ့နော်သူကတော့အာတာတို့ရနော်ဒီမှာဟိကအာတာတို့အာတာကကြည့်အာတာတို့ရနော်ဒီဆိုရင်ပေါက်တဲ့နေဆိုရင်တော့အလင်းအောင်ရဒါမျိုးပေါ့နော်တက်ခီတိုလို့ပြောတဲ့ဖြစ်ဒီပါဖြစ်မှာလေနေပန်ဖြစ်မယ်ဟာချီမာကြည့်ချင်းမယ်ဟဲယာငါဆဲမန်နော်တဲ့ရနော်โอเคနာခါကူကโอเคမှာဆန်ရနော်အဲ့ဒါအခန်းအကျဉ်းမြောင်းတဲ့အတွက်ကြောင့်ねဒီအိမ်တော်ပြည်ဘောကကြီးမားတဲ့အိမ်တော်ပြည်ဘောကလည်းဘိုင်းမှာတော့ထားလို့မရနိုင်ဘူးရနော်ခါကူလို့ဖြစ်တယ်ဖြစ်ဒီပါဖြစ်မှာလေရွန်မှန်ဖြစ်မယ်ရနော်အဲ့ဒါခါဒီပါခန်းကြီးလဲဆိုတော့အိမ်ခန်းကြီးရနော်ကိုကတော့ပစ္စည်းပြည်ဘောကခန်းကြီးပေါ့နော်အဲ့ဆိုတော့မော်ဒိုင်းတွေကိုကြည့်ချင်မယ်ဟုတ်ပြီနော် Q ပါကြည့်ချင်မယ်この質問を解いてくださいဒီမိကုန်းကိုဖြေပါလို့ပြောချင်အဲ့ဒါဒီချင်းနေဆန်ရွာနဲ့ကျွန်တော်တို့ကဖြေတဲ့ခန်းကြီးရွေးလိုက်တော့ဆန်မှန်ဖြစ်မယ်ရနော်အဲ့ဒါဂျူပါကြည့်ကြအောင်今日は少し腰が痛いရနော်အဲ့ဒါဒီနေ့ခါနာတယ်ပေါ့နော်ခါနာကြိုက်ခဲတယ်လို့ပြောချင်အဖြေဒီပါဖြစ်မှာလဲဆိုတော့နေမှန်ဖြစ်မယ်ရနော်ကြည့်ချင်မှကြည့်ချင်မှာ入学式の翌週から講義が始まるရနော်အဲ့ဆို講義が始まるပြောချင်တာဒီဘောနော်ကျောင်းပဲခန္ဓာပြီးတဲ့နောက်ဘက်ကနေစတင်ပြီးတော့ဘိုင်းမှာတော့ဒီစတင်ချိန်ကြီးစတင်မယ်လို့ပြောချင်အဲဆိုရောက်ခုရှုလို့ပြောတဲ့ဖြစ်ဒီဘိုင်းမှာလည်းအချီပန်ဖြစ်မယ်ရနော်ဂျွန်းနီကိုတွားကြည့်မယ်ခေဆာဝါခီအောင်ကဟီကုခတာနော်တဲ့ရနော်မေဇူဝါကိုတေတာရနော်အဲဆိုဒီနေ့မနေ့အပူချိန်ကြီးကြာဆင်းတဲ့အတွက်ကြောင့်ရီယာအိတ်ခဲသွားတယ်လို့ပြောချင်အဲဆိုဟီခွီဆိုတော့နော်အနေကြာကြာဆင်းသွားတယ်ပြောတဲ့ဖြစ်ဒီဘိုင်းဖြစ်မှာလေဆိုတော့ဆမ်မန်ဖြစ်မယ်ရနော်အဲဆိုဂျူဆန်ကိုဆက်ပြီးတော့တွားကြည့်မယ်မီဇူမီဝါဒိုနိုဟိုခိုနီအာရီမတ်စကာမီဇူမီကဘယ်အရာမှာရှိတာလဲလို့ပြောတယ်ဟိုခိုလို့ပြောတယ်ဖြစ်တယ်ဘာဖြစ်မှာလဲအချီပန်ဖြစ်မယ်ရနော်နောက်ကကိုကမူကိုင်ဥတီတဲ့ဆိုခန်းနေနော်လာရဆိုခန်းကြီးအဲဆိုဂျူပြောင်းကြည့်ကြည့်မယ်過去の規則が少し変わるဆိုတာရနော်ကျောင်းရဲ့စီမင်းစည်းကမ်းဟာပြောင်းလဲသွားတယ်လို့သိရတယ်လို့ပြောချင်အဲဆို規則လို့ပြောတဲ့ဖြစ်တယ်ဘာဖြစ်မှာလဲနိဗ္ဗာန်ဖြစ်မယ်ရနော်ဒါဆိုကျွန်တော်တို့ကမွန်တိုင်းဆောင်ကိုတွားကြည့်မယ်နော်ဂျူကိုကြည့်ကြည့်မယ်野球が好きな友人の何々で私も野球に興味を持ったရနော်ဒီ野球ကစားတာကြိုက်တဲ့ဒီတငယ်ချင်းရဲ့ကွက်လက်ကြောင်းနဲ့ကျွန်တော်လည်းဘာမှမလုပ်野球ကိုစိတ်ဝင်စားသွားတယ်လို့ပြောချင်အဲ့အတွက်သူ့ရဲ့လွမ်းမှုကြောင့်ပြောချင်အဲ့အတွက်ဖြစ်ဒီပိုင်းမှာတော့ equal ဆိုတဲ့နာမည်နဲ့တုံးဖြစ်မယ်ရနော်အဲ့တော့ဂျိုးတော့ခုခံကြည့်ကြည့်မယ်私は歌が下手なので歌の上手な人がないのですရနော်သူတချင်းဆိုတာမကောင်းတဲ့အတွက်ကြောင့်တချင်းဆိုတာကောင်းတယ်လို့တချင်းဆိုကျွမ်းကျင်တယ်လို့တော်တယ်လို့အတန်ကောင်းတယ်လို့သူပိုင်းမှာတော့အားကြတယ်လို့ပြောချင်တာရနော်အဲ့ဒါဖြေဒီပိုင်းမှာစံမဲ့ဥလိုက်ရမှာရှိရနော်အဲ့တော့ဂျူနာနာကတွားကြည့်မယ်ゴールまでもう少し経ったので足の痛みをないのにして走ってきたရနော်အဲ့ဆိုပန်းဝင်မှုတဲ့နောက်ထပ်နည်းနည်းလေးပဲလို့တဲ့အတွက်ကြောင့်ဒီ6ရက်နာကျင်မှုတွေသူပိုင်းမှာတော့တိကံပြီးတော့ဆက်ပြီးပြေးခဲ့တယ်လို့ပြောချင်တာအဲ့တော့အဖြေဒီပိုင်းဖြစ်မှာလဲအချီပန်ဆိုတဲ့ comment ဖြစ်မယ်ရနော်ဂျူပါချီပန်တွားခြင်းပဲ林さんခိုင်းနေတယ်ဟာအစ်စမောနိုင်နာနေတော့တဲ့အမရီဂျီမနိုအီကန်ကိုဒီပါနိုင်တယ်林さんအစီဝေးမှာတဲ့အများနဲ့ကွက်လက်ဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့ကိုယ့်ရဲ့ထင်မြင်ချက်တွေမပြောဘာဖြစ်မှာလို့ရှော့ကီယကုတက်ခီဆိုတဲ့တိတ်ပြီးတော့တက်တက်ကြွကြွမရှိဘူးလို့ပြောချင်တယ်အစီမှာစိတ်ဝင်စားလို့ပြောချင်အဲ့တော့ဖြစ်ဒီဘာဖြစ်မှာလဲနေပန်ဖြစ်မယ်
ညာနော်ဂျူကျူကောင်ထားခြင်းပဲအဲဆိုတော့ခုနဘာဆိုအခီကိုရှိပါဆိုရှိတဲ့ခါတာပေါ့နော်ဒီဘတ်စကာရတဲ့ဘူဒါနေစတဲ့ထွက်ခွာပြီးတဲ့နောက်မှာသူရှော့ကောင်ကွက်လက်ရှိတဲ့ဘစ်ချစ်ကခေမစညာနော်အဲ့တော့သူစားလိုက်ကိုသူပိုင်းမှာစားလိုက်ကိုသွားတာစားလိုက်ကနေတစ်စင်မှာပဲသွားမှလည်းနော်အလုပ်ပညာပြတယ်ဘစ်ချစ်ကသွားမှလို့ပြောတဲ့အတွက်ဖြည့်ဒီပိုင်းမှာကို KU ဆိုတဲ့မှတစ်စင်ညာနော်ဒီနေရာနေဒီတစ်စင်ညာနော်အဲ့ဒါကြောင့်ဖြည့်ဒီပိုင်းမှာလို့နေပိုင်းဖြစ်မယ်ညာနော်နေချိုးသွားခြင်းပဲဘာလို့ခေါ်ရတော့တဲ့မခွလာနော်တဲ့ဟိုတုံးတို့ကန်ကောရှိလိုက်ဆိုတဲ့ရမ်းမဖြစ်ဘူးလို့ပြောတယ်အဲ့တော့သူတို့ဒီကိုနေကဘာဖြစ်လို့လဲနော်ခင်မင်းရင်းနေလို့ပြောချင်တယ်ဖြစ်ဒီဘာဖြစ်မှာလဲရွာမှန်ဆိုရင်နောက်ကဖြစ်မယ်ညာနော်ဆိုတော့ဒီကျွေးချူသွားခြင်းပဲဒီရနို့တော့အကဲလို့ထားမယ်နိညာနော်အဲ့ဆိုအိမ်ရဲ့ဒီတော့ဘာဖြစ်မှာတော့တကားကိုတဲ့ဖွင့်ဖို့အတွက်တဲ့ရိုဘောတုံးနောက်ကခါခန်းကြီးကိုဒီစက်ရုပ်တွေကနေကတော့ဘာဖြစ်မှာလဲထုံမှာအဲ့ဒါအဖြစ်ဒီပိုင်းမှာတော့တူရိဒါရှိတာဆိုအဖြစ်ဖြစ်မယ်တူရိဒါရှိတာညာနော်အဖြစ်ဒီပိုင်းမှာတော့နိလန်ဖြစ်မယ်ညာနော်ဒီကျွန်းကိုတွားခြင်းပဲတာဝဆန်တော့ကိုတိုဤပါတဲ့တကမို့ဝဲလာတဲ့မှာဆက်နော်အကြောင်းရတော်တော်များများကိုကိုလည်းပြောနေမှလည်းမမှန်မိနေတစ်ချိန်တည်းနေလို့ပြောချင်တယ်ညာနော်အဲ့တော့အဖြစ်ဒီပိုင်းမှာတော့အချစ်တို့နိညာနော်ဤပါတဲ့တကမို့ဝဲလာတဲ့မှာဆက်ညာနော်အဲ့တော့နိကျွန်းဆောင်တွားခြင်းပဲこのホテルのここからの何々がいいので外国人からのโอเคก็เขาอีกเนาะဒီဟိုတယ်ရဲ့ဒီဘာမှာတော့လေစိတ်ကနေပေါ့နော်ကွက်လက်ဖြစ်တဲ့အတွက်ကြောင့်ဝင်ရောက်သွားလာနိုင်တယ်လို့ပြောချင်တယ်နော်ဒီဘာမှာတော့ဒီကိုလေစိတ်ကနေကမှဝင်ရောက်သွားလာနိုင်တဲ့အတွက်ကြောင့်ဆို access နော်ပြောချင်တယ်နော်ဝင်ရောက်သွားလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ငံခြားလူမျိုးတွေဘာမှလို့များပါတယ်ညာနော်ညာနော်အဲ့ဒါတော့နေကြရအောင်ကြည့်ချင်မယ်大好きな歌手のコンサートに行きたかったがチケットが高くて買えないので行くのဒီတူလောကြိုက်တဲ့အဆိုတော်ရဲ့ဒီကွန်ဆာကီတာကိုတွားချင်နေပဲလက်မှတ်စီလို့တော့ကြည့်လို့ပေါ့နော်မဝင်နိုင်မယ်တွားဖို့တပိုင်းမှာလို့လက်လျှော့လိုက်တယ်လို့ပြောချင်တယ်ဖြစ်ဒီပိုင်းမှာလည်းဆမ်မန်ဖြစ်တယ်အခီလာမဲ့တာညာနော်အဲ့တော့ဒီချူကိုပြောင်းကြည့်ချင်မယ်タクシーの乗り場がわからなくて家の駅の周りの駅の周りを何々歩き回ったやなあとဒီ taxi でစီရမယ့်နေရာကိုသူမသိရပါတော့အဲကြောင့်လည်းသူဘူတာရဲ့ပတ်ဝန်းကျင်ပေါ့နော်သူဘာလဲမှာတော့ဟိုဒီရှောက်သွားတယ်ပြောချင်နော်ဘယ်တော့ဆိုပြီးသူဘာလဲမှာတော့ဟိုဒီရှောက်သွားတယ်လို့ပြောချင်ဖြစ်ဒီဘာလဲမှာလို့အချင်းပဲဖြစ်မယ်